မင်္ဂလာပါဒီနေ့နေတာတဲ့နေ့လေးဆိုတော့ကိုစကန်ဟန်ပစ္စည်းဆိုင်လေးကို shopping ထွက်မှာဖြစ်ပါတယ်လိုက်ခဲ့ပါဒါတော့ဆိုင်ဝင်ချင်းမှာတွေ့ရတဲ့ကုန်အင်ကြီးဖြစ်ပါတယ်ဈေးအရန်တန်ပြီးတော့ quality ရန်ကောင်းပါတယ်၃ချက်ကနေပြီးတော့10ကြားလောက်ပဲရှိပါတယ်ဖင်လန်လူမျိုးတွေတော်တော်များများလည်းဒီမှာအများဆုံး shopping ထွက်ကြတယ်ပေါ့နော်သူတို့ဆိုရင် kitchen wear ကအစအင်ကြီးအစုံဖနက်ကအစုံပေါ့နော်ဒီမှာသူတို့ shopping အများဆုံးလုပ်ပါတယ်မိလဲအများဆုံးဝယ်ဖြစ်တဲ့နေရာပေါ့နော်အရန်ကိုတန်ပါတယ်တဆိုင်လုံးကိုပတ်ကြည့်ပါမယ်ဒါလေးတွေကတော့ဖောင်းမိပါကြားဝင်မဝတ်အစုံရှိပါတယ်ပြီးရင်ခလေးဝက်လေးတွေလည်းအစုံရှိရဲကြားဝင်မဝတ်အစုံရှိရဲပြီးရင်ဖနက်တွေပေါ့နော်လူကြီးခလေးအစုံရှိပါတယ်ပြီးရင်တော့ kitchen wear တွေကတော့အရန်ဈေးတန်တဲ့ထဲမှာပါတယ်ဒီကပဲအများဆုံးဝယ်ဖြစ်တယ်တချို့ပစ္စည်းလေးတွေဆိုရင်1ယူရို2ယူရိုကနေစပြီးတော့50စန့်ထိရှိတဲ့ပစ္စည်းလေးတွေကစရှိရပေါ့နော်စကန်ဟန်ဆိုင်ဆိုပေမဲ့လည်းသူကခေါင်းစားချေအစုံပေါ့နော်အဝတ်စားအစားမျိုးကြောင့်သုံးပစ္စည်းဖန်နီချာအစုံရှိတယ်တနေရာထဲမှာပဲအားလုံးရတယ်အရန်ကိုသဘောကျပါတယ်ကိုကတော့ဒီနေ့ shopping မှာစာကြည့်စပွဲလေးဝယ်ခဲ့ပါတယ်အဲ့နေ့ကကိုဝယ်တဲ့စာကြည့်စပွဲလေးက50%တောင် discount ရတာဆိုတော့25ကျပ်ကို12ကျပ်ခွဲပဲจ่ายခဲ့ပါတယ် quality ရန်ကောင်းပါတယ်သဘောရန်ကြပါတယ်ကျေးဇူးများကြီးတင်ပါတယ် bye bye